Flicker the with the Dragon can of there now Leo Fade in the Flicker tap your pay Figure steady so we go Flicker tap your pay my figure set my figure decent Eddie with Takanadi she my Leo Fade in the Pira so we many Sophia Nina take your trade with Abu Chow Evo Pira Rico Tau your Lali the with the Dragon can rise with Mama Makilla my fabulous video having our 8 hour game Okay, my figure with decent tap on Ali figure steady flashing we go down to Leo Fade in the Flicker Lali take my free tower တော့နေပုံနေကတော့တာဝါဘက်ကိုမရောက်သွားဘူးဘယ်ကလေးကြီးတဲ့အဲ့ဒီမျိုးပြေးဝင်လာလီယိုဖိန်ပြန်ပြီးတော့အလာလေးပြန်ပြသွားတယ်ဗျတာဝါလေးဝင်ရိုက်မလားဒါပေမဲ့ဆိုနှစ်ချက်လောက်နဲ့တော့ရိုက်လို့ပြီးမယ်โอเคပြီးကြချက်ရှိမှာအဲဘုချက်ပေးဟေးဘယ်အော်တာဝါလေးဝင်ရိုက်နေတာရောက်ရေးပြီးကိုလေးပြပြီးဆောင်းရမ်းလာတယ်ကွာဖရီယာကြီးကရှေ့မှာဘယ်ကလေးချက်ပေးထားသေးဘူးဘက်စားလာပြီဘယ်ကလေးကြီးတဲ့လွဲတော့လဲသွားရဲဆိုပေမဲ့လေโอเคတော့အဲ့ဒီနဲ့တာဝါလေးကန်နေတာလားအဲဘုမရဘူးတာကြီးလွဲသွားပြန်ပြီဟာဒီတခါလဲလွဲတယ်ရောက်ရေး6ပလေးရတိတ်စိမ့်မကောင်းနေတဲ့ရှင်တော့ရမယ်ဗျအဲ့ဒီမရှိဘူးဆိုတော့6အောင်ဘယ်ကလေးချက်အဲဘုထတော့ပေးထားသေးလီယိုဖိန်နောက်မှာအဲ့ဒီပြီးတော့ပေးထားသေးတာဝါပြတဲ့မသိပါဘူးရောမသိပါနဲ့ဟာ2 3ပါတော့ပေးကြနောက်မှာ bakery set up ပြီးတော့ပေးထားလို့မင်းဟို Leo Fade နဲ့ sheet တစ်ခုယူပြီးတော့နောက်ကိုပြန်ပတ်ပြသွားသေးတယ် okay bakery design မှာအဲဘိုးတော့တရားကြလာသေးတယ်သူမဲ့ flicker the with the Dragon can တော့လဲသွားတယ်ဗျနောက်မှာ Leo Fade နဲ့ ပေးကြတက်ပြီးတော့ပေးလာတယ် bakery set တွေဗျစောင်းရဲလာတယ် we go tower 80ဝင်ရတဲ့ free ရလို့စောင်းရဲကျန်းတယ်ကွာဒီ live stream ကတော့ကျွန်တော်ဒီလောက်ပါပဲကျွန်တော်ပြိုင်ပွဲတွေလာစောင့်ကြည့်နေဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒါ Facebook page caption နေဆိုတဲ့ page မှာလာပြီးတော့ပြောလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လေကျွန်တော်တို့ရဲ့ဒီ TikTok ဒီတင်ထားတဲ့ video လေးမှာပေါ့နော် ID man နာမည်ဖြစ် TikTok ရဲ့ chat box မှာဖြစ်လာပြောလို့ရတယ်ပြိုင်ပွဲကတော့ကျွန်တော်2မျိုးရှိမယ်ဗျ challenge နဲ့ကျွန်တော်တို့ဒါ J ပွဲဆိုပြီးတော့ပေါ့နော်J ပွဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါဟိုဘက်ဒီဘက်2ယောက်J 1000 2000ပေါ့နော်အဲ့လိုမျိုး5000 6000တိန်းပေါ့အဲ့လိုမျိုး J ထပ်ပြီးတော့ဆော့တာမျိုး J ပွဲလို့ပြောမယ်ဒါ challenge ကျတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ page ရဲ့ပင်နိုင်ဆော့ပြီးတဲ့ player တယောက်ရှိတယ်အဲ့ player နဲ့ကျွန်တော်တို့တခြား player တွေကနေပြီးတော့လာဆော့ကျွန်တော်တို့ရဲ့ page ကပင်နိုင်ဆော့ပြီးတဲ့ player ကိုနိုင်သွားတယ်ဆိုရင်ကျွန်တော်ဖုန်းပေ3000ငါမို့ star like တဲ့တကက်နောက်ပိုင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ second တစ်ကောင်လောက်ထိပေးနိုင်အောင်ကျွန်တော်စူးစမ်းနေရပေါ့နော်